ဖြစ်လာဟွာရောက်ကြီးဖြစ်လာအဖေအာခံလို့အဖေတယောက်အနေနဲ့ဆုံးမတာကွာYo, yeah. Gala me buona, so guarda c'è quel Okay. Ora. $1,000. ဒါလုံးမပါနေလိုက် Guess who's back? You tryna ရောက်လာမထူးဆန်းတဲ့စောက်ခံပူးတစ်ချမ်းမဲ့တော့မထူးဖတ်အဲ့ထူးပတ်ပြည့်ရောက်ခမပါသွားပြီးတော့top လိုက်မယ်ဦးချမ်းနဲ့ပေါက်လာတောင်းစားပါဇက်ခင်စကမထွက်နဲ့မင်းဖင်နဲ့ tap လိုက်မယ် click ထားတစ်ချက်ဘဲလေးအဲ့တော့ဖင်မရစမ်းနဲ့ suck my dick မလုံးနဲ့စစ်သွား shut fuck Da killing verse ငါတို့တွေ့တဲ့ rap တွေကိုပြင်းနှင်းချက်လုံးကြည့်အကျော်ပေးမယ်လေးနဲ့ထပ်သေးသေးမထွက်နဲ့ခွေးစင်း yes ကဲချင်းရန်ကွာပြီးဆိုတာနဲ့တင်းနေချတော့လှလှညီကိုရှာပြဲ Why do the fucking bro ရှာတီချိုမှာတဲ့ကကွာတီရှိုလာရှဲဘာစီလိုနာပဲ damn ခွေးမတာမင်းလာခဲ့ငါလူရင်ကြီးတရားငါဘာအောင်မေးလို့လဲပြမနာမျိုးစောက်ရှမ်းတန်တယ် Please hold up ပြောလိုက်ကြောက်သွားမှမဆောင်သွားကြမလုံးနဲ့တိတ်လိုက်မှောက်သွားမှခောက်သားသာဆောင်းသားမှဆောင်းသွားရမေးပတ်သက်ဘလောင်များများတင်ကြီးတဲ့ပေါက်လားကွာမတို့က brother ကြားတာနဲ့တွေးလိုက်ပြီးခြောက်ချတရားဟုတ်လားအဲ့ဒီကောင်ကြောင်းမှအပီးကိုအာတီရောင်းတရားမရှိရင်ပါဇက်တဲ့ကြောင်ရှာတီထုံကြီးကိုကြီးလို့တီးဖို့ဝီကိုညှိလို့မီးရှိုးရက်ကိုလီလို့ညီးဆိုဒီမှာဖီကိုမရှိပြောတဲ့ကထုံကပိန်းတွေကမင်းတို့ကခြုံပိန်းနေကြတဲ့ကတပုံစိတ်တွေထားဆောက်တန်တွေကုန်တိတ်နေကြဂိမ်းထဲမှာအငုံစိတ်တွေများတယ်အငုံစိတ်တွေများတဲ့ကောင်ပဲပုံရိပ်တွေမလက်လိုက်ခဲ့ရှင်းပြီးတော့လိုက်မလားမင်းစင်းတဲ့စိုက်ကနေတိုးလဲတဲ့အမိုက်သွားပြစ်မင်းလုံးမိုက်သားစင်ကိုအုံတော့လိုက်စားရင်ခေါင်းနဲ့တူလက်တွဲပြီးတော့ထောက်ထုတ်လိုက်တဲ့မိုက်စားတဲ့ချစ်မင်းကငါသားလောက်ပဲရှိရအောင်မင်းကငါသားလောက်ပဲရှိရအောင်ငါတို့ပြင်းပြင်းညီးတဲ့ rap ကိုတေးချလာကြည့်မင်းတို့ချီးတဲ့ကွက်လောက်တော့ဒီပဲမှတ်အောင်ချီးနဲ့ဖနက်မပါရင်ຫນွေအခါမှာတိဒီနဲ့ကက်ဒီမှာချပဲမရှိအားလုံးကေးတရားစာချီးပဲပြေရှန်နေပြီပါဇက်ကမချတာစတူဒီယိုဖေးခေါ်ရမလဲမသိနေစရာပါမရှိဒီမြေကြီးတောက်ပြီးဒီမြေကဘာမှာကြည်ဆန်ကုန်မြေ4000တွေပဲဝေးစားကတိဝမ်းတွေပဲထွက်နေရှက်ပြမြဲရည်လည်းမချူနဲ့စောက်တလွဲလို့အကြီးကြီးပြောပါဇက်တွေလည်းနူမလန်းနေလန်းနေပြိုင်ပွဲတိုင်းမှတ်ပြေပဲယူပဲမျက်နှာပြောင်းတိုင်းထွက်ဟောင်းလိုက်ကန်းနေတဲ့ခွက်တွေနဲ့ဥတယ်ကန်နေတဲ့လူငယ်တိုင်းလေးကြားလောက်လက်တွေဆွဲကူနေလိမ့်မယ်ဘယ်တော့မှလည်းရပ်နေခဲ့ငါတို့ brother တွေ run နေတဲ့ဟူဆောက်ဖို့ခန်းနေနဲ့မတူအကျန်းနေဆက်နေတဲ့ group လုံးဝချက်ပြေမမဲ့ဘူးဆိုတော့ရိုင်းသွားရင်တောင်းပန်ပါတယ်ဗျာဟုတ်